ဒီကတော့ဒီဇင်ဘာစူပေါင်းလက်လျှောက်ပွဲကြီးဖွင့်ပွဲကိုတာပါဖြစ်ပါတယ်မနက်ကို4:15လောက်ထဲကနိုးနေတာအရှိမသူအဲ့တခြားဌာနကားတွေလာကြိုနေတော့မျက်နှာကျရတော့ဝချက်နေရှိလို့ကတ်ထားတာပေါ့နော်အေးမွားရကိုကြည့်အဲ့နောက်မှာဘာမှမလုပ်ခင်အင်ကြီးဝစားရေဆုံးလဲလိုက်တယ်နွနွထွေထွေလေးဖြစ်သွားအောင်လို့ဒီမှာမျက်နှာသေးသွားတိုက် skin care လုပ်လိုက်တယ်ပေါ့နော်ပြီးတော့9နာရီလောက်ကျော်တော့ကရောက်လာတော့ကနေဝနာတိအကစားခွေးကိုတွားကြပါတယ်ရောက်လေရောက်ရောသူကကားဖို့အထဲထဲဝင်ခွင့်မပြုဘူးပေါ့နော်ဝင်ခွင့်မပြုတာတော့မပေါ့ကားတွေများနေလို့ပေါ့အဲ့ဒီနေရာကိုလဲလျှောက်သွားကြတယ်နေရာကိုရောက်ပြီပဲဒါမထွက်သေးတာကြောင့်ခဏဆောင်ကြပါတယ်ဒါထွက်မှတူတူထွက်မှာဆိုတော့အမတူတူလဲလျှောက်ကြမယ်အဖေပေါ့နော်ကဲဒါလည်းစာထွက်ရောကျမတို့လဲလျှောက်နေကြပါတယ်ပေါ့မဲတပုံတွေပါ review တွေပါရိုက်ပြောစရာကြီးပါပြောဖို့ကောင်းပါတော်တော်များတယ်ဒီလားအဲ့ဒါကိုရီလျှောက်တာကရှေ့ဆုံးမှလျှောက်တာတော့ရှိမှလူတွေအများကြီးပြီးတော့နောက်မှရောနေကြသွားတဲ့ခါကျတော့အမ view လေးလာလို့ဆိုပြီးရိုက်ထားတာပါfinally ဘန်နိုင်ကိုရောက်ခဲ့ပါပြီပြီးတော့ကျမတို့တပူလေးချင်းခဲလောက်ပါတယ်တပူလေးချင်းခဲပြီးတော့ကားရပေါ့နော် Erovate အဲ့အရှိကကားပြတယ်နောက်ကလိုက်ကကြတယ်နောက်ဆုံးတော့အိမ်ပြန်ရမယ့်အချိန်ကိုရောက်လာပါပြီသူကမပြန်ခင်မုံဝေပြီးလို့ဆိုပြီးတော့မုံယူကိုတက်စီကြပါတယ်မုံလည်းယူပြီးတော့ကားစီကိုလမ်းလျှောက်သွားကြတာပေါ့နော်ကဲနောက်ဆုံးတော့ပြန်ပါတော့မယ်ဒါပေမဲ့မပြန်ဘဲနဲ့ကျမတို့ဖွဲ့ကမြို့မစီတွေဝင်ပြီးတော့ breakfast ဝင်စားကြပါတယ်ကျမနဲ့ကျမခံပေါ်ကတော့နန်ကြီးတော့မှာစားတာပေါ့နော်နန်းစားလေးစားပြီးတော့မြို့မစီကနေပြီးတော့အဆောင်ကိုပြန်ကြပါတော့မယ်ကဲဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်အားလုံးတက်တာပါ